Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ထင်ရှားအောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့တနေ့တာvlog လေးပေါ့ကျွန်တော်ရပြမှာဖြစ်ပါတယ်ဒါတော့မနက်စောစီ8နာရီလောက်အချိန်မှတူနေထားလာတဲ့ရုပ်လေးဖြစ်ပါတယ်အခုကတော့ကျွန်တော်ပကြီးနေရာဒီပကြီးတင်နေဟောပါနာဖြစ်ပါတယ်အခုကတော့ဒါကျွန်တော်အဆောင်ခွေးလေးပေါ့နော်ဆိုတော့လမ်းမှာတွေ့ခဲ့တဲ့ပန်းလေးတွေကိုချစ်စရာကောင်းလို့ရထည့်ပါတယ်နေအောင်ကြီးလေးနဲ့ပေါ့နော်ဘာညာပေါ့နော်ဆိုတော့ဒါကတော့လမ်းမမှာပေါ့နော်ဒါကျွန်တော်ရဲ့နေ့စဉ် fashion လေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့art class လေးပဲဖြစ်ပါတယ်တော့ဆိုတော့ကလေးတွေမရောက်သေးဘူးပေါ့နော်တကယ်တော့ကလေးတွေရောက်လို့ရှိရင်တော့အချိန်နေရာပြစ်သွားတာပေါ့နော်ဒါတော့ပုံမှန်ကတော့ကျွန်တော်ကတော့တိတ်ပြီးတော့ဖုန်းနဲ့ဒီလိုရိုက်တာတိတ်မရှိပေါ့ဒီနေ့ကတော့ဟိုထူးခြားလေးပြောင်းဆိုတော့ကျွန်တော်က follow မဲ့တရက်တည်းနဲ့ရက်လက်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တတ်မှတ်ထားတဲ့နေ့မှာသူတို့အင်ကြီးအဖြူလေးတွေဝတ်တာပါဆိုတော့ပြီးသွားတဲ့ခါကျတော့ကျွန်တော်တို့ပြန်ပါတယ်ဆိုတာတင်တဲ့ချိန်တော့ကျွန်တော်မရိုက်ပြတော့ဘူးပေါ့နော်ပြန်တော့အရှင်မ2ယောက်ကတိလစ်နဲ့ဘာလုပ်နေလဲတော့မသိဘူးပေါ့နော်အဲ့နဲ့သွားလို့အေးသွားချက်ရှိတာသွားလို့ဆိုတော့သူတို့သွားသွားတာပေါ့နော်အရန်နေဘူးတော့အရန်ပြင်မဲ့ပါတယ်ဆိုတော့ဒီလောက်ပါပဲကျွန်တော်က